္ဂလာပါနာမည်ကထက်ထက်ရှင်18စိတ်ကောက်တတ်တာငွေချင်းနေနေဆိုတာအရင်စိတ်ကောက်တယ်ရှိရအိမ်ကတိတ်ပြီးတော့နောက်ခိုင်းချင်နောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့လက်ခံလာဒီဇိုင်နာဖြစ်ဖို့ပေါ့အမြင်နဲ့ဒီဇိုင်နာတရားဖြစ်ဖို့ရှိတယ်ဆရာမမေမေသူ့ရဲ့ပညာပိုင်းရောပြီးလို့ရှိရင်သူ့ရဲ့ပုံစံဒီဇိုင်း fashion အကုန်လုံးကြိုက်တယ်သူကျန်တဲ့ဘူရရှိတယ်ဒါပေမဲ့စိတ်လောတခုခုဆိုဒီကျုံတက်ဖို့လည်းအရင်စိတ်လောခဲ့တယ်တမီးခဲဆရာချမကြီးအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ပြီးလို့ရှိရင်ဆိုင်ရပေါ့နော်ဆရာချမကြီးအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ပြီးလို့ရှိရင်ဆုံးမပေးခဲ့ကြတယ်ပညာရေးသင်ပေးခဲ့ကြတယ်လမ်းပြပေးခဲ့ကြတယ်ကျေးဇူးအများကြီးတင်ပါတယ်ကိုကြီးဆွဲကျေးဇူးပါ